ဖိုးစံအထောင် channel ရဲ့တင်ဆက်နေတဲ့ပုံရင်တည်းဗမာသမိုင်းအစီအစဉ်ပဲဖြစ်ပါတယ်ဒီနေ့မှာလေးကျွန်တော်ဗမာပြည်ရဲ့နိုင်ငံရေးသမိုင်းလူဖွဲ့စည်းနဲ့လူမှုရေးသမိုင်းနဲ့ပတ်သက်တဲ့ကျွန်တော်သတင်းစာညနေဖုံးလေးတစ်ခုတို့ခင်ဗျားတို့တင်ပြကြပါတယ်အဲ့တော့ဒီသတင်းစာတို့ကျွန်တော်တို့ဒါဒီ1969မှာထုတ်ဝေခဲ့တဲ့သတင်းဂျာနယ်ညနေဖုံးပဲဖြစ်ပါတယ်ဒါ1969မှာထုတ်ဝေတဲ့ဒီသတင်းဂျာနယ်ညနေဖုံးမှာပါလေးဆိုတော့ဒီနိုင်ငံခြားသားတယောက်လို့ယူဆရတဲ့ပုံပေါ့နော်ပုဂ္ဂိုလ်ကဒါပလဲပဒီဆွဲကြိုးတွေဆွဲထားတယ်သပင်နဲ့သူနည်းနည်းခစ်ဆန်ဆန်လို့ပြောလို့ရတဲ့အိတ်ခစ်ကအမြင်နဲ့ဆိုရင်ဝစ်ဆင်ထားတဲ့အဝိစားပုတ်ကိုနည်းနည်းဖုံးတင်ထားတာပါပေါ်ပြီးသူကတော့လက်ဟန်ချီရနဲ့ခဏပုံမှန်နေရတဲ့အတိုင်းပဲအော်နေတာပေါ့နော်ဒီပုံပေါ့ဒါပေမဲ့ဒီမှာစိတ်ဝင်စားဖို့ကောင်းတာဒီသတင်းကြနေရဲ့ခေါင်းစည်းပါသူကတိုင်းပြည်နဲ့လူမျိုးကိုသူတို့ဖြတ်နေသည်သို့တော့တိုင်းပြည်မှာခွေးလေးခုံရဖုံမထပါဆိုတဲ့ခေါင်းစဉ်နဲ့တင်လာတာပါအဲ့တော့ဒီစာသားတွေနဲ့ဒီဆောင်းပါးတွေကိုဆက်ဆက်ဖက်ကြည့်လိုက်တဲ့အခါကျတော့ဘာကိစ္စဖြစ်နေရလဲဆိုတော့လမ်းတရေကိစ္စဖြစ်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်လမ်းတရေကိစ္စပေါ့နော်အဲ့တော့ဗမာဒီမှာဒီကျွန်တော်တို့ပြီးခဲ့တဲ့ဒါ1962ခုနှစ်နောက်ပိုင်းရောဖာသာပလာခစ်ပေါ့နော်ဖာသာပလာခစ်ကျွန်တော်1950ကျော်ကာလကနေပြီးတော့55 56နောက်ပိုင်းမှာရောဒီတော်လိုင်းကောင်စီကမဆလာခေလက်ထက်မှာဟိုဒါဗမာပြည်မှာဆိုရင်လန်တရဲယဉ်ကျေးမှုဆိုတဲ့ကိစ္စတခုခစ်စားခဲ့တာရှိပါတယ်အဲ့လိုပြောတဲ့အခါမှာကျွန်တော်တို့ကဒီလန်တရဲလို့ပြောလိုက်တယ်ဆိုရင်ဒါမြန်မာစကားနဲ့ကြွိုင်နာတာပေါ့နော်တီထွင်နာတဲ့စကားပေါ့နော်လမ်းပေါ်မှာနေထိုင်နေဒီလိုဘယ်လိုပြောမလဲဘယုဒုက္ခလုံနေတဲ့ကောင်းနေစသည်ဖြင့်ပေါ့နော်လန်တရဲလို့ပြောတဲ့စကားမှာဗမာသားရဲ့မြန်မာသားရဲ့ context အရာဆိုရင်ကျွန်တော်တို့ဒါဟိုအနှုတ်သဘောဆောင်တဲ့အမြင်ကိုပြောထားပါတယ်လန်တရဲဆိုတာကြားလိုက်တာနဲ့အိတ်ခစ်ကဆိုရင်ဒါဟိုပါပေါ့အစင်မပြေတဲ့သူတွေဆိုတဲ့ပုံစံပေါက်အောင်တီထွင်ထားတဲ့ဘောဟာလို့ကျွန်တော်တို့သုံးသပ်ပါတယ်အဲ့တော့ဗမာဒီမှာဒါအရင်တော့ဆိုလမ်းတရေခိုင်းနေရှိတယ်နောက်လူမိုက်ခိုင်းနေရှိတယ်နောက်ပြီးတော့ဒီလမ်းပေါ်မှာလမ်းပေါ်မှာဟိုဟာဖြစ်ရတဲ့ကျွန်တော်တို့ဒီအိုးမေးအိမ်မေးတွေဆိုတာလေးရှိပါတယ်တစ်ချိန်တည်းမှာပဲယဉ်ကျေးမှုအရာနားဒါဝင်ရောက်လာတဲ့ style ပေါ့နော်အဲ့ကာလာ rock and roll ကာလာကျွန်တော်တို့ဒါ Presley တို့ဘာတို့ကာလာ style fashion တွေဆိုရင်လည်းအဲ့မျိုးရှိသလိုဒါ studio music လေးပေါ်လာတဲ့ကာလာပေါ့နော်အဲ့မှာဆိုရင်ဒီခေတ်ကာလာတွေကိုပြောကြပြီးဆိုရင်လူငယ်တွေကဂီတာတောင်တောင်တင်တင်နဲ့နော်ဒါလမ်းတရေတွေပဲဆိုတဲ့ခါမျိုးဖော်ပြရမျိုးကျွန်တော်တို့တွေ့ရတယ်နောက်ရုပ်ရှင်တွေထဲမှာဆိုရင်လေလူငယ်တွေပတ်စံရှိတယ်ဘော်ကြော့နေတယ်နော်ဆိုလိုချင်တာကတော့ဒီဘောင်နဲ့စီးထဲမှာမဝင်တဲ့သူတွေဆိုရင်ဒီလမ်းတရေလို့ပြောကြတဲ့ပုံစံမျိုးလေကျွန်တော်တို့အများကြီးတွေ့ရတယ်နောက်သူတို့ style ကတော့ကျွန်တော်လန်မီတော့ပြန်လေးလာတော့ Bohemian culture လို့ပဲပြောမလားပေါ့နော်သူတို့သမင်းရှည်ထားကြတယ်ပန်းတွေပန်ကြတယ်ဒါမျိုးယဉ်ကျေးမှုနဲ့ဒါမျိုး style နေထိုင်နေသူတွေကနောက်ပြီးတော့ဘောင်းမီဆိုရင်လည်းဒါဂျင်းမောင်းမီ flair ပေါ့နော်ဒီကျွန်တော်အောက်မှာခြေထောက်အပွားဘောင်းမီမျိုးတွေဝစ်စင်ကြတာရှိတယ်နေကနေမှတက်တာတော့ငကွင်းတက်တာတော့ဒါမျိုးတွေလည်းပါမှာပေါ့နော်သူကအဲ့လို culture ရှိတဲ့သူတွေအားလုံးကဒါတိုင်းပြည်နဲ့လူမျိုးဖြက်စီးနေတဲ့သူတွေဆိုတဲ့ပုံဖော်တဲ့အရေးအသားမျိုးလို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်ဒါပေမဲ့သူကလှုပ်တဲ့အခါမှာဒီတော်လိုင်းကောင်စီလက်ထက်မှာပေါ့အထူးသဖြင့်ကတော့ဒီတော်လိုင်းကောင်စီလက်ထက်မဆလာလက်ထက်မှာဒီလန်တရေးနှိမ်နေရေးဆိုပြီးတော့သူတို့အဓိကလှုပ်တဲ့အခါမှာဒီလိုဟိုပထမကျွန်တော်ဆုံးတော့ပြောသလိုလန်တရေးကိုင်းနေလူမိုက်ကိုင်းနေเนาะဒါစိန်ကော်လီတို့ဘာတော့ရင်တော့ရုပ်ရှင်မသားကျော်ဟိန်းတို့ပါတဲ့ကိစ္စမျိုးရှိဒါမျိုးကိုင်းနေရဲ့လှုပ်ရှားဆောင်ရွက်မှုတို့ရာဇဝမှုကျူးလွန်မှုကိုနှိမ်နေတာတစ်ပိုင်းဖြစ်နိုင်တယ်ဗျာနောက်ပြီးဆုံးတော့ကျွန်တော်နေပြောတဲ့အိုးမေးအိမ်မေးတွေလမ်းပေါ်နေထိုင်နေသူတွေကိုနှိမ်နေတာတစ်ပိုင်းဒါပေမဲ့ဒီဘက်မှာဖြစ်လာတဲ့ယဉ်ကျေးမှုအသစ်ပုံစံအသစ်သူကအနောက်နိုင်ငံပဲဝင်ဘာဝင်ဒါကဘာကြီးကိုတဲ့ယဉ်ကျေးမှုတွေကကိုလူရှက်တန်ပြီးတော့ဒါစီနီယောနေကြတဲ့ခါကျတော့ဒါဗမာဒီကိုရောက်လာတဲ့ယဉ်ကျေးမှုပုံစံအသစ်ဖြစ်တဲ့ဒီလို fashion နဲ့ဆိုင်တဲ့ music နဲ့ဆိုင်တဲ့အရာတွေကိုပါသူကအဲ့ဒါအားလုံးလုံးသုံးမိုးဖတ်ထုတ်လုပ်ပြီးတော့ခေါင်းစဉ်ကတ်လိုက်တော့လမ်းတရေပေါ့နော်ဒါဒီလူငယ်တွေဒီရန်ဖြစ်တယ်ဂိုင်းနေထောင်တယ်မွေးဆွေဝါသုံးဆွဲတယ်လမ်းမေးနေလမ်းမေးစားဒီလိုနေကြတဲ့သူတွေဆိုတဲ့ဟို typical ပေါ့နော်အဲ့လိုပုံစံကြီးကိုဖန်တီးလိုက်ပြီးတဲ့နောက်မှာလန်တရဲနှိမ်နေရေးဆိုတာကိုလေတင်းတင်းထန်ထန်လုပ်ခဲ့တာမျိုးတွေ့ရပါတယ်ဆိုလိုချင်တာတော့ဒီဟာကိုကြည့်ချင်းအထင်ကျွန်တော်တို့ကဗာပြောလို့ရလေဆိုတော့ဒီသတင်းဆောင်မှနဲ့ဆက်သက်ပြီးတော့ဒီညနေဖုံးကနေတိလာရတဲ့ဟာပါလေဆိုတော့အဲ့လိုမတူညီတဲ့ကာချာတွေရှိနေတဲ့သူတွေကိုနော်မတူညီတဲ့ကာချာတော့မဟုတ်ယဉ်ကျေးမှုပုံစံအသစ်ကိုနဲ့မရင်းနှီးတဲ့ယဉ်ကျေးမှုပုံစံတစ်ခုခုရောက်ရှိလာပြီဆိုရင်တည်ရှိပြီးသားယဉ်ကျေးမှုအစုဝေးတွေကတော့အနည်းနဲ့ချက်ချင်းလက်ခံနိုင်တာမဟုတ်ဘူးစန့်ကျင်တုံ့ပြန်တာတွေရှိနိုင်ကြတယ်ဒါပေမဲ့အဲ့ဒါကိုသူကနိုင်ငံရဲ့အာဏာနဲ့ပါဝါနဲ့ခွန်အားနဲ့ပေါင်းလိုက်ပြီးတဲ့အခါကျတော့ဟိုတိုင်းပြည်နဲ့လူမျိုးကိုထက်နေတဲ့သူတွေအဖြစ်ပုံဖော်လိုက်ခြင်းကတော့အင်မတန်ကိုကျွန်တော်တို့စိုးရင်ငွေကောင်းတဲ့အနေရရှိတဲ့အခြေအနေလို့ကျွန်တော်သုံးသပ်ပါတယ်။နောက်ဒီအကြောင်းလေးကကျွန်တော်ပြောဖို့စီစဉ်တာကြာပြီ Facebook user တွေကြားထဲမှာပေါ့အထူးသဖြင့်ရတော့ဗောနော်ဒီနေတွေမှာဖြစ်နေတာတော့မဟုတ်ဘူးအဲ့ဒါတော့ဗာလဲဆိုဒီ2026ဒီ January လထဲမှာဆိုရင်ဒါ January နဲ့ February လထဲမှာဆိုရင်ချင်းမိုင်အနီးနားမှာရှိတဲ့မြို့တွေမှာဒီ Punk ဂီတပွဲတော်တွေလုပ်ခဲ့တာရှိသလိုနောက်ပြီးတော့အခုဆို Hippie တွေပွဲတွေလည်းလုပ်နေတာရှိအဲ့တော့ဟိုယ
hippie တွေကလည်းသူတို့ရဲ့ယဉ်ကျေးမှုနဲ့သူတို့ယုံကြည်တဲ့သူတို့ရဲ့လွတ်လပ်တဲ့ style တိုင်းနေကြတယ်ပန့်နေဆိုရင်လည်းဒီလိုပဲတခြားလိုမတူညီတဲ့ယဉ်ကျေးမှုအုပ်စုတွေနော်ယဉ်ကျေးမှုပုံစံအုပ်စုလို့ကျွန်တော်တို့ကတော့ရမှာပေါ့နော်ဒီလိုအုပ်စုတွေအတွေးအခေါ်တွေရှိရလူတွေလည်းအများကြီးရှိတယ်တချို့ကြောင့်လေ hippie လို့ခေါင်းစဉ်တက်ချင်မှတက်မယ်ပန့်လို့ခေါင်းစဉ်တက်ချင်မှတက်မယ်ကိုနေထိုင်ခြင်းတဲ့ပုံစံတိုင်းနေထိုင်ကြတဲ့လူမျိုးတွေလည်းရှိကြပါတယ်အဲ့မှာဆိုရင်တစ်ဖက်နဲ့တစ်ဖက်အငင်းခုန်နေအစဲအဆိုတွေဟာ hippie စစ်တာမစစ်တာမျိုးတွေဒါ social media မှာဒီရက်ထဲမှာလေတော်တော်ကြီးဖုံထနေတာပေါ့နော်ဖုံထနေတာဆိုတော့ကျွန်တော်ဒီနေရာမှာဘာလို့ match up ပေးချင်တာလဲဆိုတဲ့အခါကျတော့ hippie ကပန့်ကိုဆဲလေးရတယ်ပန့် hippie ကိုဆဲလေးရတယ် hippie နဲ့ပန့်ကိုတခြားလူတွေကဝိုင်းဆဲလေးရတယ်ဒါဒီလူတွေလွတ်လပ်ခွင့်ပဲတက်တနာမရှိဘူးကိုမကြိုက်ဘူးကိုမသိဘူးကိုမလုပ်ချင်တဲ့ဟာဆိုဆဲတယ်ညင်းတယ်ကြိုက်တာလုပ်လို့ရတယ်ကျွန်တော်တို့ကလေလူတွေကိုမဆဲပါနဲ့မဆိုပါနဲ့လို့ဆုံးမနေအောင်ဖျားလူကြီးလည်းမဟုတ်ဘူးအဲ့တော့ပြဿနာကဘာလဲဆိုတော့ဒါဒီတဘာဝပဲဒါပေမဲ့အန်ဒီရရှိရဲ့ကိစ္စပြဿနာရှိရဲ့ကိစ္စတော့ဒီလူတွေအပေါ်မှာဒီလိုရန်သူအဖြစ်ရှုမြင်အောင်တတ်မှတ်လှုပ်ဆောင်နေတဲ့အချက်တွေကတော့အင်မတန်အန်ဒီရရှိရဲ့ကိစ္စပါဗမာပြည်မှာဆိုရင်တော့ဒါမြန်မာအစိုးရအဆက်ဆက်ကတော့ဒီလိုမတူညီတဲ့ယဉ်ကျေးမှုတွေဒီလိုယဉ်ကျေးမှုအသစ်ပုံစံတွေဆိုရင်ဒီလိုတင်းထန်ကန့်ကွက်တားဆီးပြီးတော့ပိတ်ပင်ဖိနှိပ်မှုတွေရှိခဲ့တာကိုတွေ့ရတယ်အဲ့တော့အဲ့ဒါတွေလောင်းရိပ်ကနေကျွန်တော်တို့လွတ်ထွက်ဖို့လိုပါပြီကျွန်တော်တို့ကဘာကြီးမှာနေထိုင်ကြတဲ့အခါမှာမတူညီတဲ့ယဉ်ကျေးမှုစရိုက်မျိုးစုံတွေတွဲဆုံကြုံတွေ့ရမှာဖြစ်ပါတယ်မကြိုက်လို့ဆဲခြင်းကိုကျွန်တော်မကန့်ကွက်ပါဘူးကျွန်တော်လည်းဆဲပါတယ်ကျွန်တော်မကြိုက်တဲ့ယဉ်ကျေးမှုပုံစံတွေဆဲပါတယ်ဒါပေမဲ့ NA မရှိပါဘူးကျွန်တော်တို့မကြိုက်ခြင်းဒီမကြိုက်ခြင်းပဲဒါပေမဲ့တို့ NA ရှိတဲ့သူတွေเนาะဒီသတင်းစာမှာပါသလိုတိုင်းပြည်နယ်လူမျိုးကိုဖျက်ဆီးနေတဲ့သူတွေပုံစံအဖြစ်ပုံဖော်ပြောဆိုလာမှသာကြီးမားတဲ့ NA เนาะကျွန်တော်ကြောက်ဖို့ကောင်းတဲ့ဖိနှိပ်မှုတွေဖြစ်လာတယ်လူခွင့်ချိုးဖောက်မှုတွေဇက်တိုက်ဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်းလေးကိုဒီသတင်းစာကိုကြည်ရင်းနဲ့ကျွန်တော်တင်ပြခြင်းတဲ့အတွက်တခုပုံရိပ်ထဲဗမာသမိုင်းအစီအစဉ်မှာတင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီလိုပုံမှန်တင်ဆက်နေတဲ့ YouTube ဗီဒီယိုလေးတွေကိုကျွန်တော်ကြည့်ရှုအားပေးရင်းနဲ့အတူကျွန်တော်ကိုလေဝိုင်းဝန်းကူညီထောက်ပံ့မှုအတွက်ဒီ YouTube မှာဖိုးတဲ့အားချောင်း channel ကို member ဝင်လို့ရတဲ့အစီအစဉ်လေးရှိပါတယ်ခင်ဗျဒီအစီအစဉ်မှာလေပါဝင်အားထည့်ပြီးတော့တန်နိုင်တဲ့လောက်ကူညီထောက်ပံ့ကြဖို့မြတ်တာရက်ခံလိုက်ပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်